နိုင်ငံကျော်မင်းသမီးတွေကိုပြစ်ပြီးအိမ်ဖော်မလေးတွေကိုမှချစ်သူအဖြစ်ရွေးချယ်ခဲ့ကြတဲ့မင်းသားများအချစ်မှမျက်စိမရှိဘူးဆိုတဲ့စကားအတိုင်းဒီနမဲကျော်မင်းသားကြီးတွေကတော့သူတို့ရဲ့ဘေးမှာဝိုင်းဝိုင်းလည်နေတဲ့အရန်လာတဲ့မင်းသမီးတွေကိုပြစ်ထားပြီးအစင်အတန်းနဲ့အိမ်ဖော်ကောင်းမလေးတွေကိုသာချစ်သူအဖြစ်ရွေးချယ်ခဲ့ကြတာဖြစ်ပါတယ်။နံပါတ်1ဒီဟာတင်ဆိုမင်းသားကြီးဒီဟာတင်ဆိုကအဲ့ရကူအမျိုးသမီးနဲ့ပတ်သက်ခဲ့ပြီးတနိုင်ငံလုံးအတိုင်းအတာနဲ့အဟုကိစ္စတွေဖြစ်ပွားခဲ့ရပါတယ်။မင်းသားကြီးဒီဟာတင်ဆိုကသူ့ရဲ့ဘေးနားလေးမှာမြန်မာနိုင်ငံရဲ့အလှပဆုံးဆိုတဲ့မင်းသမီးစင်မာဝင်းတယောက်လုံးရှိနေပေမဲ့အိမ်မှာအလုံးလုံးနေတဲ့အမျိုးသမီးနဲ့ပတ်သက်ခဲ့တာပါ။အဲ့ဒီအမျိုးသမီးရဲ့ရုပ်ရည်အနေအထားကလုံးဝမလှဘူးလို့တောင်ပြောလို့ရပါတယ်။ရက်ွက်ထဲကသားမဲ့အတော်ကြီးတယောက်ရဲ့ပုံစံနဲ့တူနေပြီးတော့ရွက်ချမ်းရင်ကျိုးပုံစံသာဖြစ်ပါတယ်။ခွန်းတွေစားထားလို့သွားတွေလည်းหนีရဲနေတဲ့အယံကူအမျိုးသမီးကြီးနဲ့နှခမ်းနီလေးတွေဆိုပြီးတော့ဖြူဖွေးလှပနေတဲ့မင်းသမီးကိုဒီဟာတင်ဆိုကလဲခဲ့ရပါ။ဒီကိစ္စကြောင့်ပဲနိုင်ငံကျော်အမှုကြီးဖြစ်ပွားခဲ့ပြီးပရိသတ်တွေကြားမှာလည်းပွဲစုခဲ့ရပါတယ်။နံပါတ်1မင်းရစာတချိန်ကအရန်ချောပါရဆိုပြီးတော့နာမည်ကြီးခဲ့တဲ့တရုတ်ဆောင်မင်းသားမင်းရစာကလည်းအယံကူကမလေးနဲ့ပတ်သက်ခဲ့မိတဲ့အတွက်အနုပညာလောကကနေတောင်ပြတ်ကွက်ခဲ့ရပါတယ်။မင်းရစာကလည်းသူ့ရဲ့ပြီးမှအရန်ချောပါရဆိုတဲ့ဇနီးတဲ့ရှိနေပေမဲ့အိမ်မှာအခုလုံးနေတဲ့ကမလေးနဲ့အနောက်မီတွေလင်းခဲ့တာပါ။မင်းရစာရဲ့ဇနီးတွေကတိမခံနိုင်ပဲပွဲကြမ်းခဲ့တဲ့အတွက်ပြဿနာတွေအကြီးအကျယ်တက်ခဲ့ရပါသေးတယ်။နောက်ဆုံးမှာတော့ဒီကိစ္စကြောင့်ပဲမင်းရစာကလည်းကြေအောင်ခဲ့ရပြီးတော့အနုပညာလောကကနေပြောင်းကွယ်သွားခဲ့ရတာဖြစ်ပါတယ်။နံပါတ်3အောင်ရဲလင်းအိမ်ဖော်ကမလေးတွေနဲ့ပတ်သက်ခဲ့ကြတဲ့မင်းသားတွေထဲမှာအောင်ရဲလင်းရဲ့ကိစ္စကတော့အံ့ဩစရာအကောင်းဆုံးပါပဲ။အောင်ရဲလင်းကလက်ရှိမှာအရဲနာမည်ကြီးနေတဲ့ထိတက်မင်းသားဖြစ်ပြီးအရာရာဖြစ်စည်းပေးနိုင်တဲ့အရန်ချမ်းသာတဲ့ချစ်သူတထေးမလေးကိုလည်းပိုင်ဆိုင်ထားပါတယ်။သူတို့နှစ်ယောက်လက်ထပ်တော့မယ်လို့ပရိသတ်တွေထင်နေကြတဲ့အချိန်မှာပဲအောင်ရဲလင်းကအဲ့အခုကောင်မလေးနဲ့နောက်ွယ်မှာခိုးစားနေတယ်ဆိုပြီးတော့သတင်းတွေပေါ်ထွက်လာခဲ့ရပါ။ဒီကိစ္စကြောင့်အရှက်ရသွားခဲ့ရတဲ့ချစ်သူတထေးမလေးကလည်းအောင်ရဲလင်းကိုလက်ခွင့်နှုတ်ဆက်သွားခဲ့ပါတယ်။အဲ့အခုကောင်မလေးရဲ့ရုပ်ရည်အနေအထားအဆင့်အတန်းနဲ့တထေးသမီးအချောလာအနေအထားကလုံးဝကိုကွာခြားလုံးပါတယ်။ဒါပေမဲ့အောင်ရဲလင်းကတော့သူ့ရဲ့နှလုံးသားကိုသာဦးစားပေးခဲ့ပြီးငွေကြေးနဲ့အောင်မြင်မှုကိုမမောခြင်းမရှိပဲအိမ်ဖော်ကောင်မလေးကိုသာချစ်သူအဖြစ်တည်းဝင်ရွေးချယ်ခဲ့ပါတယ်။ဒီကိစ္စကြောင့်ပဲအောင်ရဲလင်းကအခုအချိန်မှာအနုပညာအလုပ်တွေဆက်လုပ်ခွင့်မရတော့ပဲပရိသတ်တွေရှိကနေပြက်ကွယ်နေရပါပြီ။ဒါပေမဲ့အောင်ရဲလင်းကတော့ချစ်သူတထေးမကြီးထက်သူ့ကိုအရာရာဂရုစိုက်နားလဲပြီးနိုင်တဲ့အိမ်ဖော်ကောင်မလေးကိုပဲပို့ပြီးတော့ချစ်တယ်လို့ဆိုပါရယ်။ဒါကြောင့်ရှူတင်ရိုက်ကွင်းတွေမှာတော့အိမ်ဖော်ကောင်မလေးကထမင်းဆိုင်လာဖို့ပူပြီးရင်စိတ်ညစ်ပြီးတော့တောင်းကျရတဲ့အထိအချစ်မှပြောဝင်သွားတယ်လို့လည်းသတင်းတွေပေါ်ထွက်နေခဲ့ပါရယ်။အခုပြပြပေးခဲ့တဲ့မင်းသား၃ယောက်ကတော့သူတို့ရဲ့ဘေးနားမှာရှိနေတဲ့မြန်မာနိုင်ငံရဲ့အလှပဆုံးနမိတ်အကြီးဆုံးနဲ့အချမ်းသာဆုံးမင်းသမီးတွေတထေးမကြီးတွေကိုပြစ်ထားခဲ့ပြီးအစစ်အတန်းနေပါတဲ့အင်ဖော်ကောင်မလေးတွေကိုသာချစ်သူအဖြစ်ရွေးချယ်ခဲ့ကြသူတွေပါပရိသတ်ကြီးတို့သာဆိုရင်ရောဒီမင်းသားတွေလူမျိုးအချစ်ကိုဦးစားပေးပြီးအောင်မြင်မှုနဲ့ချမ်းသာမှုကိုလဲနိုင်သလားဆိုတာကိုပြပြခဲ့ပါအောင်နော်